YouTube မိတ်ဆွေများ YouTube ကိုကြည့်ရှုရကြတဲ့ပုဂ္ဂိုလ်အပေါင်းများနဲ့သာသနာတော်ကိုစောင့်ရှောက်တော်မူကြတဲ့တောဒါဘာတရားမင်းကြီးသကရာကမဟာနာနမင်းကြီးမဟာနာစိတ်တပြမမင်းကြီးဖရာအလောင်းတော်တောင်ပီလာနမင်းကြီးအစရှိတဲ့နတ်မြတ်နာကောင်းနာအပေါင်းတို့ယနေ့အချိန်ကားမှာအချို့သောပုဂ္ဂိုလ်တွေကဓမ္မမိတ်ဆွေအချို့ကလာပြီးတော့ကျွန်တော်ကိုမေးကြပါတယ်သာသနာဒါယကဦးတန်းဝင်းအာတောကမုံရွာလို့စာရီပါရီရေးတဲ့အခါမှာဒီလိုကိုယ့်ကိုယ်ငိုပေါ်ပြတဲ့အခါကျွန်တော်တို့နားမလဲတာတခုကသာသနာဒါယကဦးတန်းဝင်းအနေနဲ့သာသနာဒါယကလို့ဘာကြောင့်ကိုဒီလိုနာမည်ပေးရတာလေအာတောကဘယင်ကြီးကတော့ဒီဓမ္မတောကမင်းကြီးဟာရေရွှေမောင်း8400ရေကမောင်း8400စေရီပေါင်း8400ဒီလိုကုသိုလ်ကောင်းမှုတွေပြုလို့ပြီးတော့အာတောကဒီဓမ္မတောကမင်းတရားကြီးဘွဲ့ကိုခံယူခဲ့ပါတယ်ဒါကြောင့်အလှူဒါနပြုလို့တဲ့နေရာမှာစံပြဖြစ်လို့အာတောကလို့နာမည်ပေးတယ်သာသနာဒါယကအာတောကဆိုတော့နာမည်ပေးခဲ့ပါတယ်ဦးတန်းဝင်းကတော့သာသနာဒါယကဦးတန်းဝင်းအာတောကမုံရွာဆိုပြီးတော့နာမည်ပေးတာဘာကြောင့်ပေးတာပါလဲဘယ်လိုအလှူတွေလှူဒန်းလို့လဲဒီလိုမေးကြလာကြပါတယ်ဒါကြောင့်ကျွန်တော်အနေနဲ့တရားလေးကိုတော့ပြန်လဲဖြည့်ရှင်းပေးရမယ်ဒါဝင်သူများသိလိုတာတွေကိုသိရှိကြစီဖို့ဖြည့်ရှင်းပေးရမယ်ဒါဝင်ရှိတဲ့အတိုင်းများသိအောင်ဖြည့်ရှင်းပေးပါဦးမယ်ဆက်လက်ပြီးတော့ဒါ YouTube အကောင့်ကနေပြီးတော့ပေးမှာဖြစ်ပါတယ်ကျွန်တော်ဟာဒါပစ္စည်းလေးပါငွေကြီးအနေနဲ့ဒါမတတ်နိုင်တဲ့အတွက်ပစ္စည်းလေးပါထောက်မှလှူဒန်းတဲ့မှုတွေမှာကြီးကြီးကျယ်မလုံနိုင်ခဲ့ပါဘူးကျွန်တော်တတ်နိုင်သေးပြီဒါပေကံလှူဒန်းထောက်ပံ့တယ်မင်္ဂလာဒါနဆိုတဲ့မင်္ဂလာတရားလေးနဲ့အပြည့်စုံအောင်ကျွန်တော်တတ်နိုင်သေးပြီစနိုင်သေးကျွန်တော်လုပ်ခဲ့ပါတယ်ကျွန်တော်အဓိကလုပ်တာတော့အာမိတဒါနမိုးဖဲနဲ့ဓမ္မဒါနဖြစ်ပါတယ်ဓမ္မဒါနလုပ်တဲ့နေရာမှာကျွန်တော်ပထမဆုံးနမူနာအနေနဲ့စပြရမယ်ဆိုရင်တော့ဩဒီစာအုပ်လူဝင်ခဲ့တဲ့73နှစ်ကာလက2012ခုနှစ်ကဒါရေးခဲ့တဲ့ထုတ်ခဲ့တဲ့စာအုပ်ဖြစ်ပါတယ်ဒါသာသနာတော်ကြီးတိုးတဲ့ကြီးဝါဖို့တန်ရှင်တည်တခိုင်မြဲဖို့ကျွန်တော်ဒီစာအုပ်ကိုရေးသားခဲ့ပါတယ်ဘောဓဘာသာမြန်မာတွေယဉ်ကျေးမှုတွေစံပြဖြစ်ဖို့မြန်မာယဉ်ကျေးမှုတွေကမ္ဘာအလည်ပြန့်နှံ့မှုမြန်မာပြည်ကြီးဟာစံပြဖြစ်ပြီးတော့မြန်မာဂုံဟာကမ္ဘာအလည်မှာဝင့်ထည်လာဖို့အတွက်ကျွန်တော်ဒီစာအုပ်ကိုရေးသားထုတ်ခဲ့ပါတယ်ဒါတိုင်းပြည်ပြည်ပြုသာသနာပြုစာအုပ်ဖြစ်ပါတယ်ဒီစာအုပ်ကိုဒါဖတ်ရှုကြမယ်ဆိုလို့ရှိရင်တော့တေချာပေါ့ကျွန်တော်သာသနာပြုတဲ့အပိုင်းတစိမ့်တေသာကိုတွေ့မြင်ရနိုင်ပါတယ်ဒါကြောင့်ဒီစာအုပ်ကိုတေချာဖတ်ရှုကြပါသာသနာဒါယကဦးတန်းဝင်းအာတောကမုံရွာဘာတွေသာသနာပြုတာလဲဒါနအနေနဲ့ဘယ်လိုလုပ်တာလဲဓမ္မဒါနဘယ်လိုစာအုပ်တွေထုတ်ခဲ့တာလဲသိကြရင်ဟောဒီစာအုပ်ကိုဖတ်ပါဒီစာအုပ်ရဲ့စာမျက်နှာ426မှာကျွန်တော်ကုသိုလ်တွေပြုပြီးတော့ဆူတောင်းပတ္ထနာပြုထားတာရှိပါတယ်ဘုရားမြတ်စွာဘုရားကိုကြည်ညိုတော်အပြင်ကျွန်တော်ရှေ့ခိုးတယ်ရှေ့ခိုးပြီးတော့ကုသိုလ်တွေလုပ်တယ်ကုသိုလ်တွေလုပ်တော့ဆူတောင်းပတ္ထနာကျွန်တော်ပြုထားတာကိုစာမျက်နှာ426မှာဆူတောင်းပတ္ထနာဥအာတောကဤကံဆိုတာလေးကျွန်တော်ဖော်ပြပါမယ်ကျွန်တော်ဒါသေးသေးချာချာဒါကြည့်ရှုပြီးတော့စာနဲ့မှတ်သားကြသိလိုပါတယ်လက်မထောင်ကြီးပြောဝင်ပြီးတဲ့စာအုပ်ပေါ့စာအုပ်ကတော့လက်မထောင်ကြီးပြောဝင်ပြီးစာအုပ်ပါပဲဒီစာအုပ်ရဲ့စာမျက်နှာ425မှာဆူတောင်းပတ္ထနာဒါတေချာကြည့်ပြီးတော့လေ့လာနိုင်ပါတယ်ဦးတန်းဝင်းသာသနာဒါယကအာတောကမောရွာဘယ်လိုသာသနာပြုတယ်လဲဒီစာအုပ်ကိုဖတ်ရှုခြင်းဖြင့်တစိမ့်တေသာသိနိုင်ပါတယ်ဆူတောင်းပတ္ထနာဥအာတောကဤကံသောဘဂဝါကိုမြတ်စွာဘုရားသည်ဥ
တိပိဣမိနာသကာရဏေနာကိလေသာယံညိုးစပက်တို့ကိုညီငွေကတဖန်မတိုးတဲ့နိုင်အောင်ချိုးပြဲကြောင်းလက်နဲ့မလေးပြဓာတ်ထက်တို့ဖြင့်အကျွင်မဲ့တုတ်တင်ပေတတ်နေသည်အောင်သပင်ဒေတိအောင်တော်မူပုဂ္ဂိုလ်မြတ်ကြီးဖြစ်သည်နှင့်အညီဒိဋ္ဌေရာအရ၌ပင်မကောင်းမှုကိုပြုတော်မမူတတ်သောဤအကြောင်းကြောင့်လည်းအရဟံမြည်တော်မူပါ၏ဝါအရဟံဂုဏ်တော်နှင့်ပြည့်စုံတော်မူပါ၏ဗုဒ္ဓသာဒုက္ခသမုဒယနိရောဓနှင့်မေဃတပြားလေးသစ္စာတပြားတို့ဖြင့်သင်္ခါရဝိကာရလက္ခဏာနိဗ္ဗာန်ပညာဟုဆိုအပ်သောရေအာရန်တရား၅ပါးအဝင်အပါသိတရားမှန်သမျှတို့ကိုတရားမူဉာဏ်ဖြင့်မိမိအလိုလိုကိုယ်တော်တိုင်းသာလျင်မဖောင်းမပြောင်းထိုးထွင်း၍သိတော်မူသောသမ္မာသမ္ဗုဒ္ဓကိုယ်တော်ရှင်မြတ်စွာဘုရားအားအဟံအကျွင်းတို့သည်နမောဘုရားလာဘကုလခြင်းရှောင်းဘုံတော်အပေါင်းကိုအောင်မေတဲ့ဖြင့်အသင်နှလုံးသို့ပေဖုံးလျက်သုံးဓာသေရနာသုံးပြားဒွါရပနာမဖြင့်ကြည်စွာသရာယိုသေးစွာရှိခိုးပါ၏ကရအမျိုးဘာသာသာသနာအကျိုးကောင်းစွာတည်ဖို့နိုင်အောင်အကျွင်တို့၏ကိုယ်ွယ်လဲလျောင်းပေါ်အောင်မိကိုရာဖြစ်တော်မူပါမြတ်စွာဘုရားမြတ်စွာဘုရားဣတိပိဣမိနာသကာရဏေနာဤသောဘုရားရှင်သည်အရဟံသာသောဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူပါပေသည်စသည်ဖြင့်ညီညွတ်ဝမ်းမြောက်စွာမှန်သောသစ္စာစကားကိုဆိုရခြင်းဘုရားရှင်အားရှိခိုးကြောရခြင်းအမျိုးဘာသာသာသနာတိုးတက်ကြီးပွားကြောင်းဖြစ်သောဤကျမ်းစာကိုရေးသားရခြင်းစသောကုသိုလ်ကံအစုစုကြောင့်ကံကမလံကြာသည်ကံဥရကံရေကိုအထာဝါတဏိတောကကံဥရကံရေသည်ကံကမလံကြာကိုအလင်္ကာရကတုံတန်းသာဆင်ခြင်းငါအလံရထာသွမ်းနိုင်တကဲ့သောတတ္ထာထိုအတုတွင်ဤသာယူသူဤသာမြတ်တို့သူတင်သူတော်ကောင်းသည်အဒါနာမိမိကိုကံရင်းနဲ့အေးမြကြာနေလောင်တတ်သာစေနိုင်သည်ဟောတုဘဝတုမောချမသွေဖြစ်ပါသည်ကံဒုက္ခံကြာပန်းမောကြာပန်းပွင့်လှသန်းတင်သည်ပမာစီစဉ်ဥစ္စာမင်္ဂလာจิตတိပြေဝလျက်အချွေအယံဂုံရောင်ဟိတ်ကြီး၍ကိုယ်စိန်နှပြကျမ်းမာချမ်းသာစွာဖြင့်အမျိုးဘာသာသာသနာတိုးတက်ကြီးပွားအောင်တန်းစာဆင်နိုင်သည်ဟောတုဘဝတုစင်စေမသွေဖြစ်ပါစေကံပုံညကမ္မံလူနာနိဗ္ဗာန်သုံးနာချမ်းသာရရာကြောင့်ပါရမီကောင်းမှုအစုစုဖြင့်လူဘဝလူပြေအကျိုးနှက်အောင်တန်းစာဆင်နိုင်သည်ဟောတုဘဝတုမௌချာဆဆမြေကြီးလက်ခမလွဲဖြစ်တည်ပါစေသတည်းသာဓုသာဓုသာဓု